ဒီမှာက iCloud Mail နဲ့ email နဲ့သဘောတရားတူတူပဲလားဆိုတာကိုပြပြပေးမှာပါအဲ့တော့တချို့လူတွေကဒီ iCloud Mail ကိုတည်တံ့တစ်ခုတည်းလို့ထင်တတ်ကြတယ် email နဲ့မတူဘူးလို့ထင်တတ်ကြတယ်အဲ့တော့တကယ်တော့ iCloud Mail ဟာ email မျိုးစားတစ်ခုပဲဖြစ်တယ်အဲ့တော့နည်းနည်းရှင်းပြရမယ်ဆိုလို့ရှိရင်အဲ့တော့ email ဆိုတာက general ဖြစ်ပြီးတော့အဲ့တော့ email ရဲ့အရှေ့ကောက်ကတော့ electronic mail ဖြစ်တယ်အဲ့တော့ Gmail တို့ Yahoo Mail တို့ Outlook Mail Outlook တို့ဒီ Proton Mail တို့ iCloud Mail တို့အားလုံးဟာဒီ email service provider တွေဖြစ်တယ်အဲ့ဒီထဲမှာဒီ iCloud Mail ကကြတော့ဒီ Apple ကပေးတဲ့ဒီ Apple company ကထုတ်ပေးထားတယ်ဒါ email service ဖြစ်တယ်ပေါ့နော်အဲ့တော့သူကကြတော့ @icloud.com ဆိုတဲ့ domain နဲ့အသုံးပြုရတယ်အဲ့တော့ဒီ email service provider တွေအကုန်လုံးမှာတူညီတဲ့အချက်တွေရှိတယ်အဲ့ဒါက email တွေပို့လို့ရတယ်လက်ခံလို့ရတယ်အဲ့တော့ဒီမှာကပေါ့နော်ပြီးတော့ attachment file တွေတွဲလို့ရတယ်ပြီးတော့ web browser တွေ mobile app တွေ computer app တွေမှာလည်းဝင်ကြည့်လို့ရတယ်အဲ့တော့ဒီ iCloud Mail မို့လို့ဒီ Apple ကထုတ်ထားတာမို့လို့အဲ့တော့ဒီ Apple device တွေမှာပဲသုံးလို့ရတာလားမဟုတ်ဘူးเนาะတခြားဒီ Android တွေအဲ့တော့ဒီတခြား Microsoft computer တွေမှာလည်းအဲ့တော့ဒီ iCloud Mail ကိုအသုံးပြုလို့ရတယ်အဲ့တော့ဘယ်သူမဆိုဒီ email လိပ်စာရှိရုံနဲ့ဆက်သွယ်လို့ရတယ်အဲ့တော့ထူးခြားချက်ကဘာလဲဆိုလို့ရှိရင်ဒီ iCloud Mail ဟာဒီ Apple ID နဲ့ချိတ်ပြီးအသုံးပြုရတယ်ဒီ Apple device တွေဖြစ်တဲ့ iPhone တွေ iPad တွေအဲ့တော့ Mac တွေမှာဘေးရင်တင်ပြီးအသုံးပြုရတာပိုပြီးလွယ်ရတယ်အဲ့တော့ဒီ Apple device တွေမှာပဲအသုံးပြုလို့ရတာတော့မဟုတ်ဘူးတခြား device တွေမှာလည်းအသုံးပြုလို့ရတယ်အဲ့တော့ iCloud storage ကိုတစ်ခုတည်းနဲ့ share ထားတာဖြစ်တဲ့အတွက် storage ချုပ်နိုင်လို့ရတယ်အဲ့တော့ဒီအချုပ်အနေနဲ့ပြောရမယ်ဆိုရင် iCloud Mail ဟာ email တစ်ခုပဲဖြစ်ပြီးတော့ဒီတခြား email service provider တွေလိုပဲသုံးလို့ရပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်အခေါ်အဝေါ်မတူတာပဲရှိတယ်ပေါ့နော်အဲ့လိုပြောလို့ရပါတယ်